သတိထားရန်သတင်းနီပေါ်အာဖဂန်နစ္စတန်ပါကစ္စတန်မြန်မာအိန္ဒိယတာဂျီကစ္စတန်ပါကစ္စတန်နိုင်ငံများတွင်လာမည့်9ရက်မှ9ရက်အတွင်းဧပြီ19မှ29ရက်အတွင်းအင်အားပြင်းထန်သောငလျင်တစ်ခုဖြစ်ပေါ်နိုင်သည်ဟုသုတေသနအရခန့်မှန်းထားပြီးအိန္ဒိယဘင်္ဂလားဒေ့ရှ်မြန်မာထိုင်းဘူတန်နိုင်ငံများတွင်လည်းအလက်စားမှအင်အားပြင်းသောငလျင်များခန်းစားရနိုင်သည်ဟုသိရသည်သို့သောဤခန့်မှန်းချက်သည်အတည်ပြုပြီးသည့်သတင်းမဟုတ်သေးဘဲငလျင်ဖြစ်ပေါ်နိုင်သည်ဖြစ်စေမဖြစ်ပေါ်နိုင်သည်ဖြစ်စေဖြစ်နိုင်ခြေရှိကြောင်းသုတေသနရှင်များကလေ့လာမှုများနှင့်ညီတို့အတွင်းရွေတရားမှုအနေအထားများကိုအခြေခံ၍ထုတ်ပြန်ထားခြင်းဖြစ်သည်ဤသတင်းသည်ငလျင်ဖြစ်ပွားမည်ဟုအတိအကျဟောကိန်းထုတ်ထားခြင်းမဟုတ်ဘဲသုတေသနအခြေခံငလျင်ခန့်မှန်းချက်တစ်ခုသာဖြစ်ကြောင်းသိရှိရသည့်ထို့ကြောင့်အဆိုပါနိုင်ငံများတွင်နေထိုင်သူများအနေဖြင့်အတိထားရန်နှင့်ငလျင်ဖြစ်ပေါ်နိုင်သည့်အခြေအနေများအတွက်ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းသုတေသနအဖွဲ့မှအကြံပြုထားသည့်အင်အားပြင်းထန်သောငလျင်များသည်အဆောက်အအုံများပြိုကျခြင်းလမ်းပန်းဆက်သွယ်ရေးပြတ်တောက်ချအင်းနှင့်လူပေါင်းများစွာထိခိုက်ဒဏ်ရာရခြင်းများဖြစ်ပေါ်စေနိုင်သည့်အတွက်ကြိုတင်သတိပေးချက်များကိုလိုက်နာရန်အရေးကြီးသည်ဤသုတေသနသည်မြေစိန်ကလင်းသတင်းများမှထုတ်ပြန်ထားခြင်းဖြစ်ပြီးပြည်သူများအနေဖြင့်ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များမှအချက်အလက်များကိုလိုက်နာကြရန်တိုက်တွန်းထားသည်အနာဂတ်တွင်ငလျင်ဖြစ်ပေါ်မှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍နောက်ထပ်အချက်အလက်များထွက်ပေါ်လာပါကထပ်မံအသိပေးတော်မူဖြစ်ကြောင်းသိရသည်